အားလုံးပဲမင်္ဂလာပါကျွန်တော်လူသိမဲ့ဆွန်ပမာရှိလဲဘလို့အခြေအနေရှိလဲဆိုတဲ့အရာကိုဆက်လက်တင်ပြနေခြင်းဖြစ်ပါတယ်အခုချိန်မှာဆိုအပိုင်းနဲ့ဖြစ်တဲ့အရာလူတော်များများယုံကြည်တဲ့အရာတစ်ခုကိုတင်ပြလို့ပါတယ်အဲ့ဒါကတော့ purgatory လို့ခေါ်တယ် purgatory ဆိုတာကငယ်လေးလေးဟိုလို့ရတယ်လို့အဲ့နေရာမှာကိုထိုက်တဲ့ပြစ်ဒဏ်ကိုခံတယ်မုံမွေအစေးကြောတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒါကငယ်လေးလဲလို့ခေါ်ပါတယ်အဲ့နေရာမှာတချို့တွေကအမှပြစ်ဒဏ်ကိုခံပြီးတော့ကောင်းကင်နိုင်ငံတော်တဲ့သူလည်းရှိတယ်ဆိုတဲ့အရာယုံကြည်ချက်ဖြစ်ပါတယ်အဲ့လိုမျိုးအတိတော်သူအတွက်ဆုမှုကောင်းတောင်းခြင်းအမြဝေပေးခြင်းကုသိုလ်လိုပေးခြင်းအပြင်သူတို့ဟာဆိုရင်လွတ်ကျွတ်နိုင်တဲ့ဆိုတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်အဲ့လိုယုံကြည်သောပုဂ္ဂိုလ်တွေရဲ့သူတို့အကိုင်းတဲ့ကြံချက်အခုနှစ်ခုကိုဖတ်ပြလို့ပါတယ်ဘယ်မှာတွေ့နိုင်လဲဆိုရင်ရှင်ပေတရုပထမဆောင်အခန်းကြီး3အခန်းငယ်18ကနေဖတ်ပြလိုပါတယ်ခရစ်တော်ဒီကိုခန္ဓာအဖြစ်အသေးသက်ခြင်းကိုခံ၍ဝိညာဉ်တော်အဖြစ်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ငါတို့ကိုဖျားသခင်အထံတော်သို့ပို့ဆောင်ခြင်းကဖြောင်းမတ်တော်မူသောသူသည်မဖြောင်းမတ်သောသူတို့အတွက်ဒုစရိုက်အပြစ်များကြောင်းတခါခံတော်မူ၏ထိုဝိညာဉ်တော်အဖြစ်လည်းကြော့တော်မူ၍ယခုထောင်ထဲမှလောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏ထိုဝိညာဉ်တို့မူကားရှေးကာလနောအေလက်ထက်၌နဲသောသူသည်ဟုသောလူရှိရောက်တို့ကိုဤအဖြစ်ကဲဆဲသောသင်္ဘောကိုတီလို့စဉ်တွင်ဘုရားသခင်ခန္ဒီတော်သည်ဆိုင်လင်းတော်မူတော်လဲနာမထောင်တော်ဝိညာဉ်များဖြစ်သည်ဆိုပြီးတော့ရေးထားပါတယ်ဒီကျမ်းချက်ကိုကိုင်ပြီးတော့သေတော်သူမတရားဟောတယ်ဆိုတဲ့အရာပေါ့နော်ပြီးရင်ဆက်လက်ပြီးတော့ရှင်ပေတရုဩဝါစာပဲပထမဆောင်အခန်းကြီး၄အခန်းငယ်6မှာလဲထိုအကြောင်းကြောင့်လူတို့ရှေ့၌ကိုခန္ဓာအဖြစ်အပြစ်စီရင်ခြင်းကိုခံရတော့လဲဖျားသခင်ရှေ့တော်၌စေဝိညာဉ်အဖြစ်အသက်ရှင်မိအကြောင်းတေတော်သူတို့ဒီဧဝံဂေလိတရားကိုကြားရကြ၏တဲ့ဆိုတော့ဒီကျမ်းချက်နှစ်ချက်ကိုကြည့်ချင်အဖြစ်တချို့တော်သူတွေဟာစောနာငရဲလေးဆိုတဲ့ရှိတဲ့ဆိုတဲ့ယုံကြည်ချက်ကိုယုံတော်သူယုံခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တင်းနေတဲ့ဒီဟာကအကျမ်းစာနဲ့ကြိုက်လာမွေးဒီဟာကဘလို့အတိတ်ပဲပြန်လာမလားဆိုတဲ့အရာကိုကျွန်တော် comment မှာရေးပေးပါကျွန်တော်ဒီဟာကယုံကြည်တည်ပြီးမှဆိုရင်ရှိတဲ့နေရာမော်ရောက်မဲ့နေရာအခြေအနေဒီဒုတိယပိုင်းကိုတင်ဆက်ခြင်းဖြစ်ပါတယ်နောက်ဆိုရင်တတိယယုံကြည်ချက်ကိုဆက်လက်ပြီးတော့တင်ပြတော့မှာဖြစ်ပါတယ်အားလုံးအပေါ်ဖျားသခင်ကောင်းချီးပေးပါစေဘိုင်ဘိုင်